ဒီဘာလို့နေရတော့ ရုပ်သီးကျိတ်နေတာဆေးရုံကအခုမှပြန်လာတာတားတော်မောင်ကအခုမျက်တိဖေုံထက်လွှဲလို့တားနဲ့မျက်တိဖေုံလွတ်လိုက်ပြီးအခုကငါးကင်စားဖို့အတွက်ဒါငရုတ်သီးစိမ့်ဒီမှာ35ပြတ်တာငရုတ်သီးစိမ့်ကျိတ်နေတယ်ဒီမှာဒါကမကြီးတိမဲ့ဒီမှာဒါကတကြားနဲ့ဟိုဟာနဲ့စိတ်ထားတယ်ဒီမှာဒါကတော့စားချုံမုံကြီးဘာမှမထည့်ရသေးဘူးအခုရုပ်သီးစိမ့်ကျိတ်နေတယ်ငါးပြင်ငါးပေါင်းတိုက်လို့ရှိရင်လာစားလို့ရတယ်နော်အော်ဒါလည်းမှာလို့ရတယ်အရင်တော့ကလိုပဲတန်ငါတွေမေတိလာရင်တွေအပ90 100စာတွေငါးပေါင်း9ကင်အော်ဒါမှာလို့ရပါတယ်လို့အခုကတော့လူကမနဲ့လင်းကြတဲ့ဆေးရုံသေးခလက်သွားနေတဲ့ရုပ်ကလေးပါလို့နော်ဒီမှာရုပ်သီးစိမ့်ကြိတ်တာရုပ်သီးစိမ့်ကလည်းလက်ပြီးမှုေးကြိုင်းညာပဲခဏနေအချင်းဖြော်ပြီးလို့ရှိရင်ပြမယ်နော်အချင်းပြီးသွားပြီဒီမှာနော်အချင်းထဲမှာအဓိကအကောင်းဆုံးကကြောင်နဂါမှုတ်အဲ့မဲ့ကြောင်နဂါမှုတ်နဲ့အချင်းလာစားကြည့်လုံးဝရှာလေသွားမယ်နော်ပြီးသွားပြီ